အားလုံးပဲမင်္ဂလာပါ Auto with you မှာကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာ Auto 19ရဲ့ cash bank internet transfer လုပ်တဲ့အပိုင်းတွေကို sharing လုပ်ပေးသွားပါမယ်ဘဏ်ကနေ cash ကိုလွှဲတာပဲဖြစ်ဖြစ် cash ကနေ bank ကိုလွှဲတာပဲဖြစ်ဖြစ်bank to bank လွှဲတာပဲဖြစ်ဖြစ်ဒီလိုမျိုး internet transfer တွေကို Auto မှာဘယ်လိုမျိုးပြုလုပ်လို့ရတယ်လဲဆိုတာကိုယူကရှင်းပြပေးသွားပါမယ်အဲ့တော့ဒီမျိုးလေးကိုကြည့်လိုက်ရအောင်နော်အဲ့တော့ accounting module တွေကိုသွားပြီးတော့ယူတို့ bank တွေ cash တွေ transfer လုပ်မှာဖြစ်တဲ့အတွက် accounting module တွေသွားမယ်ပေါ့နော်အဲ့တော့ accounting module တွေသွားမယ်သွားလိုက်ရင်ဒါဝင်ချင်းမှာပဲဒါ accounting ရဲ့ dashboard တွေ့ရတယ်ပေါ့နော်ဒီ dashboard ရဲ့ဒီ dashboard မှာဆိုလို့ရှိရင်ကိုယ့်စီမှာရှိတဲ့ bank တွေ cash တွေကိုဒီထဲမှာတွေ့ရမယ်ပေါ့နော်အများကြီးရှိတယ်ဆိုလို့ရှိရင်ဒီထဲမှာတွေ့ရမယ်ယူရတော့ bank တစ်ခု cash တစ်ခုပဲရှိတယ်ပေါ့နော်ကိုယ့်ရဲ့ company က bank တွေအများကြီးရှိတယ်ဆိုလို့ရှိရင်လည်းbank နာမည်တွေလိုက်ရှိမယ်ပေါ့နော်cash account တွေကလည်းbranch တွေလိုက်ကွဲတယ်ဆိုလို့ရှိရင်လည်း cash account တွေလည်းအများကြီးရှိမယ်ပေါ့နော်ရဒီမှာနှစ်ခုလေးရှိတာဆိုတော့ရတော့ဒီမှာနှစ်ခုပဲပြထားတယ်ပေါ့နော်အဲ့တော့ဘဏ်ကနေ cash ကိုငွေထုတ်လာတယ်ပေါ့နော်အဲ့တော့ဘဏ်မှာ credit ဖြစ်ပြီးတော့ cash မှာ debit ဖြစ်တယ်ဒီဘိုင်းလေးကိုအရင်လုပ်ပြမယ်ပေါ့နော်အဲ့တော့ဘဏ်ကနေပတ်စံထုတ်လာတာဆိုတော့ရတော့ဒီမှာဘဏ်ရှိတယ်ပေါ့နော်အဲ့ဘဏ်တွေကနေငွေအရင်ထုတ်မယ်ပေါ့နော်ငွေမထုတ်ခင်ယူ balance sheet လေးတစ်ချက်ပြမယ်နော် balance sheet လေးတစ်ချက်ကြည့်လိုက်မယ်balance sheet ရဲ့ bank and cash account မှာအောက်မှာဘဏ်က8သိန်းခွဲရှိတယ် cash အနေနဲ့က3သိန်းရှိတယ်ပေါ့နော်3သိန်းရှိတယ်ဒီအချိန်မှာလည်းလို့ရှိနေတယ် dashboard မှာကြည့်မယ်ဆိုလို့ရှိရင်လည်း dashboard ရဲ့ balance မှာဒီမှာ8သိန်းခွဲရှိတယ်ဒီမှာ3သိန်းရှိတယ်ပေါ့နော်အဲ့တော့ဘဏ်ထဲကနေဒီလို9000ထုတ်မယ်ပေါ့နော်9000ထုတ်မယ်ဆိုရင် transaction တွေစရကြမယ် transaction တွေစရတော့မယ်ဆိုရင်ဒီမှာ transaction button လေးကိုဒီမှာနှိပ်လိုက်မယ်ဒီက transaction ဆိုတဲ့ button လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင် new ခေါ်မယ် new ခေါ်ပြီးတော့ဒါကတော့ today date ပေါ့နော် new ခေါ်ပြီးအကြောင်းအရာရေးမယ် cash withdraw ဒါအကြောင်းအရာပေါ့နော်ကိုယ့်ရဲ့အကြောင်းအရာသေးစိတ်ရေးလို့ရတယ်ပါတနာကတော့ဘန်နေ cash တွေလွှဲနေရဆိုတော့ပါတနာကတော့မလို့ဘူးပေါ့နော်ပြီးတော့ဒီမှာ amount ထည့်မယ် amount ကကိုကဘလောက် amount ဘန်ကထုတ်တာလဲပေါ့နော်ပြီးတော့ကိုကပတ်စံထုတ်နေတာဖြစ်တဲ့အတွက်negative ထည့်ပြီးတော့ရရမယ်ပေါ့နော် credit ဖြစ်တာဖြစ်တဲ့အတွက် negative ထည့်ပြီးရမယ်9000ပဲဆိုပါစို့အဲ့ဒါဆိုလို့ရှိရင်ကိုကဒီကဘန်ကငွေထွက်တာဖြစ်တဲ့အတွက်ဒါအနှုတ်ထည့်ရမယ်ပေါ့နော် negative ထည့်ရမယ်ဒါကတော့ကိုထုတ်လိုက်တဲ့အမှပြီးတော့ရင်တော့ add and close လုပ်လိုက်မယ်ဒါပြီးတော့ရင်ဒီမှာဆက်ပါဒနာရှိတယ်ဆက်အကောင့်ရှိတယ်ဆက်အကောင့်ကကြတော့တခြားအကောင့်တစ်ခုနဲ့ကိုက reconcile လုပ်တယ်ဆိုရင်တော့ဆက်အကောင့်ယူပြီး reconcile လုပ်လိုက်လို့ရတယ်ဒါကတော့ internet transfer ပေါ့နော် internet transfer ဖြစ်နေတဲ့အတွက်ဒီအဆက်ကလေးထဲမှာ internet transfer ဆိုတာရှိတယ်ဒီ internet transfer လေးကိုနှိပ်လိုက်မယ်ဒါဆိုရင် internet transfer ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော် internet transfer အနေနဲ့9000ထွက်သွားတယ်အဲ့ချိန်မှာ channel entry ဘယ်လိုဆင်းလဲဆိုတော့ယူဒီမှာ balance sheet ကိုပဲတစ်ချက်ကြည့်လိုက်မယ်နော်ဒီမှာဆိုရင်ဘဏ်မှာ8သိန်းပဲရှိတော့တယ်ပေါ့နော်ဘဏ်မှာဘဏ်9000တော့ထွက်သွားပြီအဲ့တော့နောက်တစ်ချက်ဘယ်မှာတင်နေလဲဆိုတော့ current asset အောက်မှာ liquidity transfer ဆိုပြီးတော့ရှိတယ်ဒီဘက်မှာလာပြီးတော့ debit ခဏဝင်နေတယ်ပေါ့နော်ကိုကလက်ထဲကိုငွေမရောက်သေးတာဖြစ်တဲ့အတွက်ငွေမရောက်သေးဘူးဘဏ် process လုပ်နေတဲ့အချိန်ပဲပေါ့နော်အဲ့လိုချိန်ဆိုလို့ရှိရင်ဘဏ်မှာ credit နဲ့ liquidity transfer မှာ debit ဆိုပြီးတော့နေတယ်အဲ့တော့ဒီထဲဝင်ပြီးတော့ user name entry လေးလည်းဝင်ကြည့်လိုက်မယ်ဒီတစ်ကောင်ပေါ့နော်ဒီနံပါတ်နဲ့ user name entry တစ်ချက်ကြည့်လိုက်မယ် user name entry ကြည့်မယ်ဆိုရင်ဒီ accounting မှာ user name entry ဆိုတာလေးရှိတယ်အဲ့မှာဒီနံပါတ်ကိုရိုက်ရှာပြီးတော့ကြည့်လိုက်မယ်အဲ့ဆိုဒီပေါ်ကတစ်ကောင်ပေါ့နော်ဒါဆိုရင်ဘဏ်မှာ credit နဲ့ liquidity transfer မှာ debit ဆိုပြီးတော့တွေ့ရမယ်။ဒါကတော့ label ရေးလိုက်တဲ့ဟာပေါ့နော်။ label မှာရေးလိုက်တဲ့ဟာလေးဒီလိုမျိုးပေါ်နေမယ်။ဒါကတော့ငွေထွက်တဲ့ဘဏ်ငွေထွက်တဲ့တစ်ချမ်းပေါ့နော်။အဲ့တော့တကယ်ပတ်စံဝင်လာပြီဆိုလို့ရှိရင်ဒီ dashboard မှာပဲ cash ဝင်လာပြီဆိုရင် cash အောက်မှာ transaction လေးကိုနှိပ်ပြီးတော့ cash လက်ခံမယ်။အဲ့တော့ transaction လုပ်လိုက်မယ်။လုပ်ပေး new ခေါ်မယ်။ပြီးဒီမှာ label ရေးမယ်။ပါတနာကတော့ပါတနာဖြစ်ရွေးစရာမလိုဘူး။ရတဲ့အမောင်ကိုဒီမှာထည့်မယ် cash ကငွေရတာဆိုတော့ user negative တွေပါထည့်စရာမလိုဘူးပေါ့နော် plus ပဲပြီးတော့ရင် add and close လုပ်မယ် add and close လုပ်ပြီးတော့စောစောလိုပဲဒီအဆက်ထဲကနေ internet transfer ဆိုတာကိုတစ်ချက်နှိပ်လိုက်ရုံပဲဒါဆိုရင်ဒီ balance sheet ကိုတစ်ချက်သွားကြည့်မယ်
ဒါဆိုရင်ပင်လက်ရှိမှာစောစောတသိန်းရှိတဲ့ဟာကတသိန်းခွဲဖြစ်သွားပြီဒီ current assets အောက်က liquidity transfer ကလည်း0ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီတသိန်းခွဲက cash မှာတက်ပေးနေ liquidity transfer ဆိုပြီးတော့ credit ဝင်နေမှာပေါ့နော်ဒီထဲဝင်ပြီးတော့ဒီမှာတစ်ဆောင်ပေါ့နော်အဲ့တော့ဒီနံပါတ်ကို copy ကိုပြီးတော့ channel entry မှာတစ်ချက်ကြည့်လိုက်မယ်ဒီနံပါတ်ပေါ့နော်ဒါဆိုရင် cash မှာတက်ပေးနေ liquidity transfer မှာ credit ဆိုပြီးတော့ဖြစ်သွားတယ် liquidity transfer ကတော့cash တွေ transfer လုပ်တဲ့အချိန်မှာကြားခံအနေနဲ့ခဏနေတယ် cash ပဲဖြစ်ဖြစ် ban ပဲဖြစ်ဖြစ် transfer လုပ်တဲ့အချိန်မှာကြားခံအနေနဲ့ခဏနေတယ်ကိုနှစ်ဖက်လုံးငွေလဲထွက်သွားပြီ cash လဲဝင်သွားပြီဆိုရင်တော့ဒီ liquidity transfer ပြန်ကြည့်သွားမယ်ပေါ့နော်အဲ့တော့ဒီပုံစံတိုင်းပဲတကယ်လို့ cash ကနေငွေထွက်ပြီးတော့ဘဏ်ကိုသွားထည့်ရဲဆိုလို့ရှိရင်လည်း cash မှာအရေးဆုံး transaction ရိုက်ပြီးတော့ negative နဲ့ထွက်မယ်ပြီးလို့ရှိရင်တော့ဘဏ်မှာ debit နဲ့ပြန်ဝင်မယ်ပေါ့နော်ဒါကတော့ O219 မှာဘဏ်တွေ cash တွေ transfer တွေလုပ်တဲ့အချိန်မှာပြုလုပ်လို့ရမယ့်ပုံစံတွေကို sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်